ဒီဗီဒီယိုထဲမှာတော့ပုံတစ်ပုံကို AI နဲ့ဗီဒီယိုတစ်ပုတ်ဖြစ်ဘယ်လိုပြောင်းလဲမလဲဘယ် BB ကိုတုံးပြပြီးအဆင့်လိုက်ဘယ်လိုပြုလုပ်ရမလဲဆိုတာကိုလက်ကူဆုံးနည်းနဲ့ရှင်းပြပေးသွားပါမယ်။ဒါကြောင့် AI ဗီဒီယိုလုပ်ရှင်တွေအတွက်ဒီဗီဒီယိုလေးကိုကြော်မတွားပဲဆုံးဖြတ်ကြည့်ပေးသွားကြပါ။ကျွန်တော်တို့ရဲ့ဖုန်းထဲကခေါ်ခဲ Chrome ကိုသွားလိုက်ပြီပေါ့နော်။ဒီလိုလေးကြာလာပြီဆိုရင် server လေးမှာပေါ့နော်။ဒီ Gemini Enterprise ဆိုကျွန်တော်ပေးထားတဲ့စာတမ်းလေးကိုရိုက်ထည့်လိုက်ပါ။ဒီလိုလေးကြာလာပြီဆိုရင်အဲ့မှာခေါ်ခဲ Cloud ဆိုတာလေးနှိပ်ပေးလိုက်ပေါ့အဲ့မှာ Gmail ရောင်းလေးနဲ့အဲ့ထဲဝင်ပေးလိုက်ပါနှိပ်ပြီးသူကဒီမှာ login ဝင်ခိုင်းတာပါကျွန်တော်တို့ရဲ့ Gmail ကောင်းတဲ့သူကချိတ်ခိုင်းတာပါနော်အဲ့ဒါဘာမှမခက်ပါဘူးအဲ့ login လေးကိုနှိပ်ပြီးတော့မိမိတို့ရဲ့ Gmail ကိုသူကရိုက်ထည့်ပေးလိုက်အောင်ပါပဲကျွန်တော်ကတော့ချိန်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီ get started ကိုပဲနှိပ်လိုက်ပါတော့မယ်ခဏစောင်းပေးလိုက်ပါနော်သူပြေးသွားအောင်โอเคဒီလိုမျိုးလေးကြာတော့ရင်ဆင်ပြေသွားပါပြီဒါဆိုရင်တော့ကိုရေးခြင်းနဲ့စာသားလေးကိုရေးလို့ရပါပြီပေါ့နော်ဗီဒီယိုလုပ်ဖို့အတွက်ပထမဆုံးကျွန်တော်တို့ကစာမရေးခင်ပေါ့နော်အောက်ကအစစ်လေးကိုအရင်နှိပ်လိုက်ပါဒီလိုလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဗီဒီယိုလုပ်မှဖြစ်တဲ့အတွက်ကြောင့်သူအောက်ဆုံးက create video web page ဆိုတာလေးရွေးချယ်ပေးလိုက်ပါနှိပ်ပြီးသွားရင်ကိုကြိုက်တဲ့စာသားလေးရိုက်ထည့်ပေးလို့ရပြီပေါ့နော်မြန်မာလိုပဲကိုကြိုက်တယ်လို့ရေးထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာအစမ်းလုပ်ပြပါမယ်တခုတော့ကျွန်တော်ကတော့ဒီလိုလေးရိုက်ထည့်လိုက်တယ်ဖွားကိုတယောက်ရွာလမ်းမှာရစ်လဲလမ်းလျှောက်နေပြီးပြုံးပြုံးလေးမျက်နှာနဲ့ပြောရမယ့်စကားကတော့ဒီကောင်လေးတစ်ဖြိုးဝေစီမှာထိထွေရင်ချဲထိုးလို့ရတယ်သူကတဘောလေးကောင်းတယ်စိတ်ထားလေးကောင်းတယ်အဲ့လိုလေးရိုက်ထည့်ပေးလိုက်ပေါ့နော်ညလေးကိုနှိပ်လိုက်ပြီဆိုတော့သူကပုံထုတ်ပေးနေပါရဲ့နော်ဗီဒီယိုလုပ်ပေးနေပေါ့နည်းနည်းတော့စောင်းရပါတယ်သူကအဲ့လိုမျိုးဒီခံပြီးစောင်းပေးလိုက်ပါနော်ဒါဆိုရင်တော့ဗီဒီယိုလေးရလာပြီပေါ့နော်နားထောင်ကြည့်လိုက်ပါဒီကောင်လေးတက်ဖြိုးဝေစီမှာထီထွက်ရက်ဆိုချဲထိုးလို့ရတယ်သူကသဘောလဲကောင်းစိတ်ထားလဲကောင်းတယ်ဒီကောင်လေးတက်ဖြိုးဝေစီမှာထီထွက်ရက်ဆိုချဲထိုးလို့ရတယ်သူကသဘောလဲကောင်းစိတ်ထားလဲကောင်းတယ်ဒါဆိုရင်တော့အရာတော့ပြီပေါ့နော်ကျွန်တော်တို့ရဲ့ gallery ထဲဝင်ပြီးကြည့်လိုက်ပါ download ဆွဲပြီးဆိုရင်ရောက်နေပါပြီ